ခင်မွန်းဖြစ်သူကဇနီးရဲ့ခြေထောက်နာကိုဓာတ်နဲ့တမင်ပစ်ပြောက်လိုက်ပါတယ်အိမ်ရှင်မဖြစ်သူကတော့ချက်ချင်းလှည့်ပြီးဓာတ်ကိုခြေထောက်နဲ့လေးတဲ့ကန်တင်လိုက်ပါတယ်ပြီးတော့ဓာတ်ကိုခြေချောင်းလေးနဲ့မထင်မှပဲဖမ်းပြလိုက်ပြန်ပါတယ်ဒီလောက်ရက်တွေကြောင့်ခင်မွန်းဖြစ်သူကအံ့အားသင့်သွားပါတယ်ဇနီးဖြစ်သူကသူမရဲ့လောက်ရက်တွေကခင်မွန်းကိုတန်တရားဖြစ်စေမယ်ဆိုတာချက်ချင်းရိပ်မိသွားပါတယ်ဒါကြောင့်ဓာတ်ကိုချက်ချင်းလွတ်ချလိုက်ပြီးဒီအကွက်ကိုကကွက်တီတွေကနေတင်ယူထားတာပါလို့လိန်ဖြောလိုက်ပါတယ်ဒါပေမဲ့ဒီအလိန်ညာကခင်မွန်းကိုပူပြီးတန်တရားဖြစ်စေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းညကမှသူဟာဇနီးဖြစ်သူကထိတန်းအေဂျင့်တယောက်ဖြစ်ကြောင်းလှုပ်ဝက်တည်ရထားလို့ပါအာယုံလွှဲဝဲတဲ့ဇနီးဖြစ်သူကချော်လဲဟန်ဆောင်ပြီးဝိုင်ဘလင်းကိုပြစ်လွတ်လိုက်ပါတယ်ခင်မွန်းဖြစ်သူကဝိုင်ဘလင်းကိုဖမ်းလိုက်ပြီးဇနီးကိုလည်းချက်ချင်းပွေ့ပတ်ကူညီပေးလိုက်ပါတယ်ခင်မွန်းရဲ့ကျွမ်းကျင်မှုတွေကိုမြင်လိုက်ရတဲ့အခါဇနီးဖြစ်သူကလည်းသူဟာတာမန်လူတစ်ယောက်မဟုတ်ဘူးလို့တန်တရားဝင်လာပါတယ်သူမကခင်မွန်းကိုချက်ချင်းရှင်းပြဖို့တောင်းဆိုပါတယ်ဒါပေမဲ့ခင်မွန်းဖြစ်သူကဘာလိန်ပြောရမှန်းမသိဖြစ်နေပါတယ်သူဟာဇနီးကိုချစ်တဲ့အကြောင်းပြောပြီးကိစ္စကိုအေးအေးဆေးဆေးပြီးသွားဖို့ကြိုးစားပါတယ်သူတို့သမီးလေးကတော့သူတို့နှစ်ယောက်လုံးတယောက်ကိုတယောက်လှုပ်ဝက်ထားတာကိုသိနေပေမဲ့ဖွင့်မပြောပါဘူးအဲ့ဒီအချိန်မှာပဲနှစ်ယောက်လုံးစီကိုအထက်လူကြီးတွေစီကတာဝန်နဲ့တစ်တွေရောက်လာပါတယ်ဒါကြောင့်ဇနီးဖြစ်သူကမေကွန်းထုတ်တာကိုရပ်ပြီးအတူတူတောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နောက်တနေ့မှာတော့အမျိုးသမီးဟာတာဝန်ရှိရာနေရာကိုရောက်လာပါတယ်သမီးဖြစ်သူကအဖေဟာအချင်းကိုဆင်းရမယ်လို့စားပို့ထားတဲ့အကြောင်းပြောပြပါတယ်ဒါပေမဲ့သူမဟာမမျှော်လင့်ပဲသူမရဲ့ခင်မွန်းကိုအဲ့ဒီနေရာမှာတွေ့လိုက်ရပါတယ်ခင်မွန်းဖြစ်သူကလည်းအေးချင်းတယောက်လာလို့သူမတန်တရားဝင်နေချိန်မှာပဲတခြားအမျိုးသမီးတယောက်ရောက်လာပါတယ်သူတို့နှစ်ယောက်ဟာအကြည့်ချင်းဖလှယ်ပြီးအခန်းတစ်ခုတည်းကိုအတူတူဝင်သွားကြပါတယ်ဇနီးဖြစ်သူကခင်မွန်းဖောက်ပြန်နေပြီလို့ထင်ပြီးဒေါသတကြီးနောက်ကလိုက်သွားပါတော့တယ်တန်ရှင်းရေးသမားကြီးကကျန်းတိုက်တန်းကိုလူပြီးခင်မွန်းကိုပညာပေးဖို့ပြင်ဆင်လိုက်ပါတယ်ခင်မွန်းဖြစ်သူကတော့သူ့ဇနီးအထင်လွဲနေတာကိုမသိရှာပါဘူးသူတို့အလုပ်အကြောင်းပြောနေတော့မှပဲဇနီးဖြစ်သူကတကားကိုကန်ခွင့်ပြီးဝင်လာပါတယ်ဇနီးဖြစ်သူကခင်မွန်းကိုရောအလုပ်ဖို့အမျိုးသမီးကိုပါပါးရိုက်လိုက်ပါတယ်အလုပ်ဖို့အမျိုးသမီးကသူတို့ဟာဟိုတယ်မှာအခန်းငှားထားတာမို့ဘလို့ရှင်းပြရမှန်းမသိခင်နေပါတယ်အချင်းနေပိုဆိုးမလာအောင်အမျိုးသမီးကသူမဟာခင်မွန်းဖြစ်သူကိုသဘောကျလို့လှည့်စားခိုးလာတာပါလို့လိန်ပြောပေးပါတယ်ဒါပေမဲ့ဇနီးဖြစ်သူကမယုံပဲထပ်ပြီးရိုက်ဖို့ပြင်းတဲ့အခါခင်မွန်းဖြစ်သူကဂျားကနေတားဆီးလိုက်ပါတယ်နောက်ဆုံးမှာတော့ခင်မွန်းဖြစ်သူကသူ့ရဲ့အေဂျင့်အစ်စ်ကိုဖွင့်ပြောလိုက်ရပါတော့တယ်ဇနီးဖြစ်သူကတော့ရင်ကွက်မတာခန်းစားပြီးကြွားရှင်းဖို့ပြောလိုက်ပါတော့တယ်